ပိုကောင်းတဲ့ပညာရေးရနိုင်မှုအတွက်မြို့ကြီးပြကြီးကိုကျွန်တော်ထွက်ခဲ့ပါတယ်။ကျောင်းပြီးသွားတာလာပေါင်းများစွာကြာသွားတယ်။အခုထိတော့အလုံးမရသေးပါဘူး။မြို့ကြီးမှာနေရတဲ့ဈေးကများတာကြောင့်ကျောင်းကျဆိုရင်စိတ်တွေလည်းပိုများလာတယ်။အဖေကမြို့မှာခက်ခဲနေကိုပြန်လာဖို့ပြောပြီးမဲ့နေမှာလည်းအလုပ်ကောင်းကောင်းသိမရှိဘူး။အမေကလည်းငွေလိုရင်ပို့ပေးမဲ့အကြောင်းပြောတယ်။ဒါပေမဲ့သူတို့စုငွေလေးတွေကပို့ပေးမှကျွန်တော်မယူရဘူး။ကိုယ့်ကိုဝင်တော့ဝင်ဖို့လို့ခံစားလာရတယ်။တကယ်ဆိုဝင်ကောင်းတဲ့အလုပ်ရှာပြီးမိဘတွေကိုထောက်ပံ့ဖို့မြို့လာခဲ့တာလေအခုတော့ကျွန်တော်တို့ကပြန်ထောက်ပံ့နေရပြီကျွန်တော်ခံပေါ်နိုင်လဲကျွန်တော်လိုချင်းနေမျိုးပဲဆိုပေမဲ့သူကြည့်ရတာအပူပင်သိမ့်မရှိသလိုပဲအဲ့ဒါနဲ့မေးကြည့်တော့သူလည်းအစားတော့ကျွန်တော်လိုပဲခက်ခဲရတာပဲတဲ့အခုကျတော့သူလုံးနိုင်တာနဲ့မလုံးနိုင်တာကိုသူခွဲခြားလိုက်တယ်တဲ့သူထိန်းချုပ်လို့မရတဲ့အရာတွေကိုနားလဲပြီးသူလုံးနိုင်တာတွေကိုပဲအစီအစဉ်ချပြီးလုပ်တယ်တဲ့ဒီလိုလုပ်လိုက်ခြင်းကသူ့ဆုံးဖြတ်ချက်ကိုပိုခိုင်မာစေတယ်အလုံးလက်မဲ့ချိန်တွေမှာစိတ်တက်ကြနေမဲ့အစားရေပန်းချက်တွေချပြီးတေချာရေရတဲ့အနေထားကိုပြောင်းလဲလိုက်နိုင်တယ်တဲ့သူကအွန်လိုင်းကနေသင်တန်းတွေတက်တယ်စာဖတ်ပြီးအလုံးရနိုင်ခြင်းကိုပိုတိုးတက်အောင်လုပ်တယ်တဲ့ကျမ်းမာရေးအတွက်အပတ်တိုင်းတငယ်ချင်းတွေနဲ့ဘောလုံးကန်နေတဲ့နန်းနန်းကိုအားကြပြီးကျွန်တော်လည်းသူလုံးတယ်လို့မျိုးကိုလုံးနိုင်တာနဲ့ကိုထိန်းချုပ်လို့မရတဲ့အရာတွေကိုခွဲလိုက်တယ်အရင်ကလေးကလေးလာကျင်နေတဲ့ဂျပန်သားသင်တန်းကိုအပ်လိုက်တယ်သူနဲ့လိုက်ပြီးဘောလုံးကန်တယ်ကျွန်တော်တို့တယောက်နဲ့တယောက်ဖေးမှပြီးအားပေး80တယ်အလုံးကန်ခွင့်ရရှိလဲမျှဝေဖြစ်တယ်ခုလိုတငယ်ချင်းကောင်းတယောက်ရှိတာစိတ်ကြောင်းကြမှုတွေကိုရင်ဆိုင်မှုစိတ်အင်အားတွေရစေခဲ့တယ်တပြေးချင်းကိုယ့်အခြေအနေကိုလက်ခံလာနိုင်ခဲ့တယ်ဒီလိုနဲ့အနာဂတ်ကိုပဲအောင်ထားပြီးလုံနိုင်တာတွေလုံရင်အချိန်တွေကိုတရက်ချင်းစီပဲကျွန်တော်ဖြတ်သန်းခဲ့ပါတယ်